ရှင်မှုကိုပျောက်ဆုံးတဲ့အကြောင်းရင်းအချက်၃ခုဒီနေ့ဘုံထည့်ပြောတယ်အပြန်အဆိုင်များနေတဲ့ PR တွေကတခုနီးပညာတွေရဲ့ PR ကတခုတရင်အချက်လက်အမှားယွင်းမှုတွေနဲ့ဘုံတို့ဒီကိုအရှိန်ဟုန်နဲ့ရောက်လာတဲ့တရင်အချက်လက်အမှားတွေရဲ့ PR တခုအဲ့ဒီ PR ၃ခုကြားထဲမှာဒီနေ့က21ရာစုကလူငယ်ရောလူကြီးရောပြွရွရွပေါ့အကုန်လုံးဟာပျော်ရွှင်မှုတွေအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေကြည်လင်မှုတွေအကုန်လုံးပျောက်ဆုံးသွားတယ်အဲ့ဒါကိုဘုံတို့အကဲခတ်ထားဖို့လိုတယ်ဒါကဘာလို့ရဲ့ရိုက်ခတ်မှုလဲဆို globalization ရဲ့ရိုက်ခတ်မှုပေါ့အဲ့ globalization ရဲ့ရိုက်ခတ်မှုမှာဘုံတို့ဘာအရေးကြီးလဲဆိုတော့စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့လုံခြုံမှုဆိုတာအတိုင်းဝိုင်းကြားထဲမှာအပြန်အလှန်နေထိုင်ခွင့်ရပြီးတော့ကိုအထီးကျန်ဆန်သူမဟုတ်ကြောင်းနားလည်သူဖြစ်ရမယ်ဒါအရေးကြီးဘုံတို့ကလက်ဖက်ရည်ဆိုင်ထိုင်တယ်တို့မဟုတ်ဘုံတို့စားတော့ဆိုင်